အလုံးမရှိတော့ရိုးရိုးသားသားလူသက်ဓမြတိုက်စားသွားတယ်ဆိုဘာလို့လို့အခုချိန်ဒီတစ်ခုမှဆင်မပြေဘူး ဆရာရဲ့ဓမြအလောကရိုးသားပါမလားဆရာရဲ့ အေးပေါ့ကွာရိုးသားရိုးသားပေါ့ဒါမဲ့ငါတို့ဒီတိုင်းနေလို့မရဘူး ဟုတ်ဆရာ ဟောတခုခုခွင်ကြီးဖန်မရဟုတ်အဲ့တော့ငါတို့တွေလမ်းကြုံရင်ကြုံသလိုကြုံတဲ့နေရာငါတို့ဓမြတိုက်မယ် ဟုတ်သွားမယ် ရောဘောချက်အဆင်ပြေလား ဆင်ပြေ အဲ့တော့ငါတို့တွေသွားကြမယ် သွားမယ် နေရာထိုးလားထိုးကိုထိုးမောက်ကိုရမှာနော်ဟောဒါလည်းမရှောင်းနဲ့နော်အေးစကြည့်ဟောထက်တယ်အများကြီးပဲများထိုးနောက်ဆုံးပွဲကွာဘာမှပတ်စံမရှိကြလားနောက်ဆုံးပွဲကြည့်ရကုန်နော် ဒါ last နော် last နော်ကဲထိုးဒီထိုးမှာတော့ ထိုးတယ်အလားလေးထိုး လည်းမဆုတ်ကြနဲ့နော်လည်းမဆုတ်ကြနဲ့ပို့တော့ကိုရှိမှငါတို့ဖဲဝိုင်းတော့ပဲအဲ့တော့အဲ့ဒီဖဲဝိုင်းအောင်ငါတို့ဝင်လုံးမယ်ဒါကြောင့်မင်းတနက်ကိုသူတို့မမြင်ခေါ်ထားလိုက်ဘာလို့လဲဆိုတော့ဒီကောင်တွေကငါတို့ရဲ့လမ်းလက်တွေမြင်သွားရဦးကနေဖတ်ပြီးသွားနိုင်ဒီကငါတို့ဝင်လို့ရှိရင်တ냐တိုက်တဲ့ပုံစံမဟုတ်ပဲနဲ့ဟောဒီတိုင်းဝင်လုံးမယ်ဟုတ်ကဲ့ဟုတ်ပြီလားဟုတ်ကဲ့ ဆေးကြဆေးကြရောင်းရင်တို့တဲ့လမ်းသွားကြုံရင်လည်းတပွဲတန်းလောက်ဝင်သွားလို့ရအောင်ပညာလေးပါဆန်းကြတာပေါ့ အဲ့ဆင်ကပါလို့လား သိပါတာပေါ့ဗျာကဲဘယ်လိုလဲရှင်းမလား အဲ့ဒါပေါ့အလေးလိုနေတာပဲ အဲ့လိုကြုတ်တိတ်ဝင်မယ်ဟုတ်ပြီလားကြုတ်ကလေးဝင်ပြီ အဲ့ဆင်ကအများကြီးပဲတိုင်းမှာနော်ဒါမှဆိုရင်ကြမလို့ဘူးတချို့ဘယ်သူမှလည်း ကျုပ်ဆုံးမယ်ပဲရော့ ဘုန်းကြီးမပြေးနဲ့နော် ဝယ်ပြီနော် ဟုတ်ပြီကဲဝေး သက်သက်နေတိုင်းလောက်ထိုးလဲဒါခုံးမေးလား ကြံသေးတယ်လေဖေကောမှာတော့အပိတ်ကဲကဲကြလာဟုတ်လားအဲ့ဆန်ကိုပူကြမလို့ဘူးဘောတော့ပါပါဘောတော့ပိုက်ဆိုင်တဲ့တိုင်းမှာချိုးဘယ်သူချိုးမလဲချိုး ရော့မငင်းနဲ့နော်မငင်းနဲ့နော် ချိုးကြနော် ရိုးရိုးသားသားလုံးနော် ချိုးကြနော်ချိုးမပူရမှာနော် ဟာဒီနည်းတော့ကွာတဒါ ကဲဘယ်လိုလဲချိုးရကြောင်းရ ထိုးလိုက် အဲ့ဒီချိုးမတော့ကိုနိုင်အောင်သာဆိုရောချိုးကြောင်းနိုင်အောင်သာဆိုကြကဲဒီကနေ့ပိုက်ဆံများထိုး ဒီကွာဘုချီလောဟဘုံဆရာ ဒါမှပိုက်ဆံတမုံကြီးပဲ လာလေးလားလက်ကီးလေးအေးဒီမှာပါကြောက်တော့ဘွယ်လို့ကြောက်တော့ဘွယ်လို့ ကဲကလောကော ပြောလဲ အာသွားတယ်ကွာ တော့ပါလဲကွာဒီဖဲတွေက အဲ့ဘယ်လိုရော ဖဲမကိုးနဲ့နော်ဖဲမကိုးနဲ့နော်တော့ဂွင်တိုင်းဆုံးနေတာဘယ်သူဖဲကိုးလဲ ဖုန်းတော့မဟုတ်ဘူး ရိုးသားသားလုံး ဒါကယူယူတော့တော့တော့ဒါကယူယူတော့နေကြနေတာနော်ကြည့်ကြလားပြပတ်စင်ကြည့်ကြလားကိုထိုးတယ်ဒီကနောက်ဆုံးနောက်ဆုံးတော့နောက်ဆုံးတော့ဟုတ်ပါဂုံးမီလားဟုတ်ပါဟုတ်အဲ့ဆိုခံရ နိုင်ကြီးနဲ့ပြောမယ်ဟုတ်ကဲ့တော့ဒီကဖုံးပေါင်းနေတော့ဂုံထက်အဲ့ဒါကဲဘလောက်ပြီးမှရှင်း ရှိုးမရှိုး
ကဲကိုကြီး ဘယ်ကိုလဲကွာအေးဟုတ်ကဲ့ ကဲ အေးဒီလို ကဲဘလို့လဲကဲ နဲ့တယ် ဒီလေးစားမှာနော်စားမှာနော်သုံးပေါ့ဟိုး ဟဲ့ရပြင်းပြင်းကွာ ပုံစားမယ်ဘယ်လိုလဲလေးစားဒီကဲပုံစားပြီဗျာ ဟာဗျာ ညမလုပ်တာလေ ကျုပ်ဘာလုပ်တဲ့ထလဲ ဟာဒါကျွန်တော်နိုင်ကလေးဗျာ အဲ့နိုင်လို့ကအဲ့ဒါကျုပ်ပုံပြန်ယူလိုက်ကြမြတ်တင်လိုက် ဟာနားအဲ့လိုမရဘူးလေဗျာ ဝရှိတွေ့လားခင်ဗျားလက်ထက်ကပတ်စံတွေကိုကျုပ်လက်ထက်ကိုအသာတကြီးတက်မလားဒါမှမဟုတ်ကျုပ်ရဲ့6လုံးပြီးတော့ခင်ဗျားမိတ်ဆက်ပေးလိုက် အာတနေ့ရောက်နေ ချာမရှင်နဲ့ ဟုတ်ကဲ့ အတဲလက်ပြစ်လိုက်လို့ရတယ် ဟာမင်းတော့ပါလေ ဒီလောက်တနက်ကြီးချိန်တော့ပါလဲဆိုကလေးစားတော့တနက်မဟုတ်ဘူးနော်ပြစ်လိုက်သေသွားမယ်နော်ဒါဓမြခင်ဗျားတို့ဓမြတိုက်နေတာရိုးရိုးဓမြမဟုတ်ဘူးနော်နိုင်ငံတကာရဲ့ခွင့်ပြုချက်နဲ့လိုင်စင်ရထားတဲ့ဓမြနော် ဟာနိုင်စင်ရတဲ့ဒီကြောက်နေတာဆောင်းနေတော့ဘူး ချာမရှင်နဲ့ငါပြစ်ထက်လိုက်မယ်ကျုံနောက်ကပါလဲကောင်းတယ်လက်ရဲဆက်ရဲကောင်းနေတော့အားလုံးမသာပေါ်သွားမယ် ခင်ဗျာအားလုံးလာဆိုတယ်ကြောက်နေပဲဒီမှာ ဒါချာမရှင်နဲ့ငါပြစ်ထက်လိုက်မယ်ကျန်တဲ့ကောင်တွေကတရားနာဖို့နဲ့ဖိယူထားတယ် ဟာညတရားနာတယ်တခါမှမကြောက်ဘူးဗျာ အခုကြားဘူးပြီမလားရှင်းမရှင်နဲ့အကုန်ထုတ်ရှိတာအကုန်ထုတ်ခြံသေးလားကြမ်းသေးလားအကုန်ထုတ် ဟုတ် အကုန်ထုတ်ပြစ်ထက်လိုက်မယ်ဟုတ် ဟုတ်ကဲ့ကျွန်တော်ဒါကုန်ပဲဗျာညာကုန်ပဲ ကြည်သေးလားကြည်သေးလားဖုန်းနေတော့မှဘန်ကောက်တွေပါတယ်မလားမညာနဲ့တော့ဖုန်းနေတော့မှဘန်ကောက်တွေပါတယ်မလားပြချင်းကျုပ်ထုတ်စကန်ပေးမယ်တော့ဓမြဆိုပေမဲ့ professional ဓမြနော်စကန်ရှိတယ်ဟုတ်မညာနဲ့ ဟုတ်ကဲ့ကျွန်တော်ဟုတ်ကဲ့ဆရာ ဟုတ်ပြီဟဲ့ဟုတ်ဆရာဟုတ်ပြီမညာနဲ့တော့ကုန်ပြီလားပြ ကောင်းပါပြီဗျာကောင်းပါပြီ ဟုတ်ပြီမချမ်းသားနဲ့တော့တောက်ဖို့တွေမချမ်းသားနဲ့ ဟုတ်ကဲ့ဗျာပြီးတော့ပါပြီဗျာ ဟုတ်ပြီလား ကောင်းပါပြီဗျာ ဟိုတော့မကြည့်တော့အားကြည့်တော့ သိကြတယ်နော် တေးကြရ ဟုတ်ကဲ့ ပါ ပါဗျာဟုတ်ကဲ့ပါ ကျုပ်လက်တွေကျုပ်တော်သားတွေမထွက်ပြန်ခင်ဗျားတို့ဒီကနေလေ့လိုက်တာတော့ကျုပ်လက်တွေသွေးရနေတယ်လူသက်ချစ်စိတ်တွေပေါင်းနေတယ်နော်လေ့လိုက်တော့အကုန်လုံးပတ်ဆိုင်ထားခဲ့ဖုံးထားခဲ့ဟာဒီကောင်တွေတော်တော်ရည်ရတဲ့ကောင်တွေကွာကြည်စမ်းတန်းနေတာပဲခွေးပြေးပြေးတယ်ဆိုဒါမျိုးပြောတော့ကြကဲဘိုးရှိအော်ဒီနေ့တော့ကြွားပြီကွာညကျရင်ငါတို့နိုင်ကြလိုက်ပါ နက်ကလေးလုံးစမ်းပါဆရာကြီးနက်က ဟုတ် လေး အေးအဲ့ကလေးဒီပေါ်တက်ကလေးကွာကဲငါတို့ပတ်ဆိုင်နေပြီပဲအော်ဒီညသွားခဲ့ကြတယ်ဟုတ်ပြီလားကဲနောက်ဝေးကြမှာငါတို့နောက်ထပ်ပြီးတော့ဖမ်းမယ်ကဲပတ်ဆိုင်နေသိနေတော့ဟုတ်သွားကြမယ်ဟာလုံးရတာလွယ်လိုက်တော့ကွာ ဟိုကလေးလုံးတော့မှ ဟာဒီဘိုးတွေတို့တောင်းစားမယ်နော်ဒါထားခဲ့ဒီပေါ်လေးထားခဲ့ထားခဲ့လိုက်တဲ့ကောင်လေးတို့ဖြစ်ချင်တာဖြစ်ကောင်းတယ်တို့